အားလုံးပဲမင်္ဂလာပါအဲ့တော့ hello ကို comment မှာပြောရဒီ BTS concert နဲ့ပတ်သက်ပြီး ticket ဘယ်လိုဝယ်ရလဲဆိုတော့ country like กว่าရပေါ့နော်အဲ့တော့ hello US မှာနေရဖြစ်တဲ့အတွက် US ticket ကိုဘယ်လိုဝယ်ရလဲပဲ hello January ရတည်တယ်ဒါပေမဲ့ unfortunately all the global army memberships are sold out WeBus မှာ army membership global နော် global army membership ကပထမအဆုံး sold out သွားတယ်အဲ့တော့ဘာပဲကြံလဲဆိုတော့ US နဲ့ Japan membership ပဲကြံတော့အဲ့တော့ကိုကအခုချိန်ထိမဝယ်ရသေးဘူးဆိုရင် pre-sale မှာလက်မှတ်တိုးဝင်လို့ဝယ်လို့မရတော့ဘူးအဲ့တော့ကိုမှ membership မရှိတဲ့အတွက် pre-sale ဝယ်လို့မရဘူးဒါပေမဲ့ January sale အတွက်ရှိပါသေးတယ် January sale က January လ24ရက်နေ့မှာပါအဲ့တော့လေ January မှာ recommend ပေးတာလေကိုကထိုင်ကုန်ရွေးနေမယ်စားကိုရလာရဲ့ခုံကွာဒီ screen နဲ့ပေါ်လာတဲ့ကွာရလာရဲ့ခုံအမြင်ယူလိုက်ပေါ့နော်ကိုကတွေးဝေးနေတယ်ဆိုလို့ရှိရင်ဒီခုံကသူများယူရမှာအဲ့တော့ကိုကနောက်ထပ် second hand နဲ့ပြန်ရောင်းရင်ရောင်းမရောင်းလို့ရှိရင်ဒီ concert လက်မှတ်ကရတော့မှာမဟုတ်ပါဘူးအထူးသဖြင့်မြန်မာနိုင်ငံသူတွေပြောချင်တာကိုကတကယ်လက်မှတ်ဝယ်မယ်လို့ဆုံးဖြတ်ထားလို့ရှိရင်ကိုယ့်ရဲ့ visa နံပါတ်ဒီ payment method ကွာအဲ့ဒါကိုယ့်ရဲ့ visa ကတ် number ကိုအရင်ဆုံးဒီ ticket ကိုဝယ်မဲ့ Singapore တို့ဒီ BKK တို့ဒီ ticket website တွေထဲမှာကိုယ့်ရဲ့ payment method ကိုကြိုထည့်ထားအဲ့ဒါမှအဆင်ပြေမှာအဲ့ဒါမှ check out လုပ်တဲ့အခါမှာတစ်ခါလေးလက်မှတ်ဝယ်လို့အဆင်ပြေမှာကွာဘာလို့လဲဆိုတော့ဒီလိုမျိုး payment method ကိုနောက်ခေါက်ရိုက်ထိုက်နေရလို့ရှိရင်ကွာဒီ ticket ကသူများစီပါသွားမှာအဲ့တော့ပို့ဆိုတာမြန်မာနိုင်ငံမှာဒီ visa ကတ်တွေပါတုံးတာအရင်ခင်မစားတော့ကွာဒီလိုမျိုးဒီလို website တွေနဲ့မဝယ်တက်ကြမှာဆိုလို့အဲ့တော့အရေးကြီးတာ payment method ပါလို့